ဘာကြီးဆိုးရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာဘာကြီးဆိုး 3D channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေများကိုအခုစတုထအချိန်၄ချိန်မြောက်မှာလာမဲ့၄ချိန်မြောက်မှာဖြစ်နိုင်ခြေရှိတဲ့ဖိုင်နယ်ကဏ္ဍလေးတစ်ခွက်ကျွန်တော်ဖတ်တင်ပေးပါမယ်နော်ကျွန်တော်ရှေ့ဗီဒီယိုမှာပြောထားသလိုပဲအနီးကကဏ္ဍလေးပေါ့ဗျာနော်ဟိုဘက် channel မှာတော့တင်ထားပါပြီနော်ဘာကြီးဆိုးရဲ့မိတ်ဆွေများကိုတော့တင်မပေးရသေးဘူးဗျအဲဒါကြောင့်နော်မိတ်ဆွေများကဏ္ဍကောင်းလေးတွေလက်လွတ်တော့မှာဆိုလို့တင်ပေးတာပါမိတ်ဆွေများဆင်ញင်သုံးသပ်ပြီးတော့ကစားလို့ရပါတယ်နှစ်သိရင်เนาะကျွန်တော်ကတော့ကောင်းလို့ရလေးကိုတင်ပေးခြင်းဖြစ်ပါတယ်ကဲလေးလေးရှည်သွားပြီဗျာเนาะကျွန်တော်မနှစ်က25ခုနှစ်မှာတော်တော်လေးမွေးခဲ့တဲ့ကဏ္ဍလေးဗျာအဲဒီကဏ္ဍလေးကမနှစ်ကမွေးကဏ္ဍကဒီနှစ်4ချိန်ကြာမှလာတော့မှလားမသိပါဘူးဗျာเนาะလာနိုင်ကြီးလေးကျွန်တော်တွေ့နေလို့ပါကဲစလိုက်အောင်ဒါကတော့ကျွန်တော်ညနေကြဥစ္စာလေးတွေပါပဲเนาะ85ခုနှစ်မှာကျွန်တော်တို့8ခွန်5ခွန်ဆိုတဲ့နောက်ထိုင်ထောင်လေးရှိပါတယ်သူ့ရဲ့ပေါ်က294ဟာသူ့နောက်က1 2 3 4အောက်တစ်ခွက်ကျော်မှာ924เนาะဒါပရိန်လေးပါเนาะဒါကျွန်တော်စတင်လိုက်တာဟုတ်ပြီအဲ့လိုပုံစံတူပဲတန်းထဲမှာပဲဒီဘက်မှာလေးရှိပါတယ်channel ကိုအားပေးနေတဲ့မိတ်ဆွေတွေကတော့ဆက်မပြတ်ကြည့်တဲ့လူတွေကတော့သိနေမှာပါเนาะဒီ22ခုနှစ်မှာလည်းဒီ8ခွန်5ခွန်ဆိုတဲ့နောက်ပိတ်အထောင်လေးပဲဗျာเนาะသူကရှိတယ်သူ့ရဲ့ပေါ်က159ဟာဆိုလို့ရှိရင်ဟိုဘက်မှာလိုပဲ1 2 3 4အောက်တစ်ခွက်ကျော်မှာ915เนาะဒါပရိန်လေးပါเนาะပုံစံတူပဲเนาะမိတ်ဆွေတို့ကျွန်တော်တို့ကအခုဒီနောက်ပိတ်အထောင်ရဲ့ဒီရှေ့ကို3နှစ်ကျော်ဒီနှစ်ဒီ26ခုနှစ်ဒါစတုထအကြိမ်ပဲဖမ်းမယ်เนาะကျွန်တော်တို့ကအဲ့ဒီတော့ကကျွန်တော်မနှစ်ကမွေးကနန်းဖမ်းခဲ့တာကနေပြန်စရမှာပဲဗျာเนาะဒီအထောင်ရဲ့ဒီကက်ရဲ့ရှေ့နှစ်ထဲမှာရှိတဲ့ပြန်ကြာကနန်းနေအဲ့ဒီပြန်ကြာကနန်းနေဟာမနှစ်ကတော့ဒီတစ်နှစ်ကျော်ကိုပြန်ထွက်ရမယ်ဆိုပြီးကျွန်တော်ဖမ်းခဲ့တာမလာခဲ့ဘူးဗျနော်အခုဒီနှစ်ကြာမှာပဲလာတော့မယ်နဲ့တူတယ်နော်ဖြစ်စဉ်လေးကတော့တော်ပြီးတိုက်ဆိုင်တာလေးတွေရှိပါတယ်နော်တော်တော်များများရှိတယ်ဒါကြောင့်မို့ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီသက်ဆိုင်တာပဲပြလိုက်တော့မယ်နော်မွေးကနန်းပြန်ကြာကနန်းကတော့ဒီနှစ်ထဲမှာဆိုရင်3ချိန်ရှိတယ်ကျွန်တော်ကတော့ဒါသက်ဆိုင်တာကိုပဲတန်းပြလိုက်တော့မယ်နော်ဒီအထောင်ရဲ့ဒီကက်ရဲ့နှစ်ထဲမှာဒီ163ဆိုတဲ့ကနန်းအဲ့ဒီကနန်းဟာကျွန်တော်တို့အောက်မှာ163ဆိုပြီးတော့ပြန်ကြဖြစ်ခဲ့တယ်အဲ့ဒီကနန်းဟာသူ့ရဲ့2နှစ်ကျော်ရှေ့2နှစ်ကျော်မှာပြန်ထွက်တယ်ဗျ613ဆိုပြီးတော့နော်သူကဘယ်လိုအချိန်မှပြန်ထွက်တုံဆိုရင်ဟောဒီအောက်ဆောင်ကကနန်းပြန်ကြဖြစ်မယ်ကနန်းဒီနှစ်ထဲမှာပြန်ကြဖြစ်မယ်ကနန်းပြန်ကြဖြစ်တဲ့ကနန်းအောက်ကထောက်ထားတဲ့အချိန်မှာထွက်တယ်ဗျဟုတ်ပြီနော်မင်္ဂလေးတစ်ဟာဒီမင်္ဂလေးတစ်ပြန်ကြရှိတယ်3ချိန်လောက်ထွက်ခဲ့တာသူကထားပါတော့တာပြန်ကြအနေနဲ့ပြန်ကြဖြစ်မယ်ကနန်းအောက်ကထောက်ထားတဲ့အချိန်မှာသူကထွက်တယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒီအထောင်ရဲ့ရှေ့ကရဲ့နှစ်ထဲကဖြစ်ခဲ့တဲ့ပြန်ကြာကနန်းဟာ163ဟာ2နှစ်ကျော်မှပြန်ထွက်တယ်သူ့ရဲ့ဒီအောက်ဆောင်မှာလည်းပြန်ကြာကနန်းထောက်ထားရမယ်ဒီချိန်မှာထွက်တယ်ဟုတ်ပြီအဲ့တော့ဒီဘက်မှာနော်ဒီဘက်ကိုလည်းကြည့်လိုက်မယ်ဒီဘက်ကိုလည်းကြည့်လိုက်မယ်ဆိုတော့ဒီမှာ8ခွန်5ခွန်နော်ဒီအထောင်ရဲ့ဒီကက်ရဲ့နှစ်ထဲမှာပြန်ကြာကနန်းဒီနှစ်ထဲမှာရှိတဲ့ပြန်ကြာကနန်းဟာအခု2နှစ်ကျော်ဒီပြန်ကြာဖြစ်တဲ့ကနန်းရဲ့ဇုံဒီနေရာမှာလာထွက်နိုင်တယ်ဗျအဲ့တော့ကျွန်တော်ဖမ်းထားတဲ့ဒီနှစ်ထဲကပြန်ကြာကနန်းကတော့ကျွန်တော်တခါလေးပဲတန်းပြတော့မယ်နော်3ခွက်လုံးမပြတော့ဘူးဗျအခုကျွန်တော်ဖမ်းတာ8ခွနှစ်ပါ8ခွနှစ်ကအောက်မှာခွန်ရှင်းနှစ်ဆိုပြီးပြန်ကြာဖြစ်ခဲ့တယ်အဲ့ဒီကနန်းဟာကျွန်တော်တို့2နှစ်ကျော်ဟောဒီ963ရဲ့ဇောင်ဒီနေရာမှာလာထွက်ပေးရမယ်ဗျသူဟိုဘက်ပရင်ရဆိုရင်နော်ဘာလို့ဆိုတော့963မှာပြန်ကြာဖြစ်ခဲ့တာဦးမနေ့ကဒီအောက်ကထောက်ထားတယ်ဒီအချိန်မှလာထွက်ရမယ်ဟုတ်ပြီဒါကအဲ့ဒီအရာဆိုရင်ကျွန်တော်8ခွနှစ်ကိုဖမ်းထားတယ်ဟုတ်ပြီနော်ဒီအထောင်ရဲ့ကက်ရဲ့ရှင်းနှစ်ထဲမှာရှိတဲ့8ခုနှစ်ဆိုတဲ့ပြန်ကြကနန်းဟာနော်ပြန်ကြဖြစ်ခဲ့တဲ့ကနန်းဟာအဲ့ဒီချိန်မှလာရမယ်လို့ကျွန်တော်ကဖမ်းတယ်ဘာလို့တုံးဆိုတော့တခြားအထောက်ကလေးတွေလည်းကျွန်တော်ထပ်ပြီးပြမယ်နော်တိုက်ဆိုင်မှုလေးတွေတစ်ခု3ခုလောက်ရှိပါတယ်ကဲဆက်ပြီးကြည့်လိုက်အောင်နော်ကျွန်တော်တို့ဒီကလေးနားလေးမှာဘယ်နှခုနှစ်လဲဆိုရင်ဒါနောက်အထောက်တစ်မျိုးနော်ဒီကနန်းကိုပဲပြမယ်နော်ကျွန်တော်တို့2002ခုနှစ်ထဲမှာအဲဒီမှာကျွန်တော်တို့ခွန်တစ်လေးဆိုတဲ့ကဏ္ဍလေးကိုမူတည်ပြီးတော့ကြည့်လိုက်အောင်နော်သူကစက်ကြပုံလေးလှည့်နေတယ်ဗျဒီခွန်တစ်လေးရဲ့ဒီဘက်နောက်ဘက်1 2 3ဒီနေရာမှာ6 2 6ဆိုတဲ့ကဏ္ဍရှိတယ်နောက်မိတ်ဆွေတို့ဒီချာလေးကြည့်လိုက်ပါခွန်တစ်လေး1 2 3အောက်မှာဒီနေရာမှာ6 2 6နောက်တစ်ခါသူ့ရဲ့ဒီဘက်ကိုမြင်းကုန်1 2 3ဒီနေရာမှာ8ခွန်2ဟုတ်ပြီနော်နောက်တစ်ခါဒီဘက်ကို1 2 3ဒီအောက်မှာ8 9 3အဲ့ဒီကဏ္ဍ၄ခွက်ကလှည့်နေတယ်ဗျ893 8ခွန်2 626ခွန်1 4ဟုတ်ပြီနော်အဲ့ဒါလေးကိုမှတ်မိပြီဆိုရင်ဒီဘက်ကိုကြည့်လိုက်မယ်
ဒီဘက်မှာလည်း4တစ်ခွန်ဟိုဘက်မှာလိုပဲထောက်မယ်နော်4တစ်ခွန်ဒီ2 3 4ဒီနေရာမှာ938နော်ဟုတ်ပြီဒီမြင်းကုံမှာဒီ2 3ဒီနေရာမှာ6 2 6အဲ့တော့ကျွန်တော်တို့ကြံနေတာကဒီနေရာတစ်ခွက်ကြံနေတယ်ဗျဟိုဘက်မှာလှည့်ခဲ့တယ်လို့ဆိုရင်ကနန်း4ခွက်က8ခွန်2ဆိုတဲ့ကနန်းပဲလိုနေတယ်ဒီမှာနော်8ခွန်2 8 9 3ခွန်1 4 6 2 6နော်8ခွန်2ဆိုတဲ့ကနန်းလိုနေတယ်ဒီမှာကျွန်တော်တို့က8ခွန်2ကိုဒီနေရာမှာဖြည့်ပေးမှသူက4ခွက်ပြည့်စုံမဲ့သဘောဗျာနော်အဲ့တော့ဒီလိုအထောက်ကလေးတွေကလည်းပေးခဲ့တဲ့တာရကတွေရှိပါတယ်ကလင်နာသမားတော်များများတော့ပြီးမှာပါနော်တခြားအချိန်တွေမှာကစားခဲ့တဲ့ဟာလေးတွေကျွန်တော်တို့ပြန်မပြတော့ဘူးဗျာနော်အဓိကအဝဲကျွန်တော်ပြောတော့မယ်နော်8ခွန်2ဒီချိန်မှလာနိုင်တယ်နော်အဲ့ကနန်းပဲလိုနေတာ4ခွက်ပြီးဖို့ကဟုတ်ပြီနော်ဒါထားတော့ဒါဒုတိယအထောက်ကိုတတိယအထောက်ကိုကြည့်လိုက်မယ်အဲ့ဒါကဘယ်မှာလဲဆိုရင်2010နဲ့17ခုနှစ်မှာ2ခွန်နဲ့3ခွန်ဆိုတဲ့အတွဲလေးရှိတယ်ဗျာနော်2ခွန်3ခွန်နောက်ဒီမှာလဲ20နဲ့21ခုနှစ်မှာလဲအဲ့ဒီအတွဲလေးပဲ2ခွန်3ခွန်ကျွန်တော်တို့ကဒီအတွဲလေးရဲ့ရှေ့ကို1 2 3 4နှစ်ချားမှာဖြစ်မဲ့ဒီနေရာကိုဖမ်းယူပါဗျာနော်ဘယ်လိုနေရာလဲဆိုရင်1 2 3 4 5ရဲ့အောက်တပင်းကျော်ခုကျွန်တော်တို့စတုတ်ထားချိန်နော်ဒီနေရာနော်တပင်းကျော်နော်အဲ့ဒါကိုဖမ်းမယ်ဒီဘက်မှာဘယ်လိုပေးခဲ့လဲဆိုတာကိုကြည့်လိုက်မယ်ဗျာ2ခွန်3ခွန်1 2 3 4 5အောက်တပင်းကျော်မှာခွန်2 3ဆိုတာသူပေးခဲ့တယ်နော်ဒီနေရာမှာခွန်2 3ဆိုတာပေးခဲ့တယ်ဒီခွန်2 3ဟာနည်းနည်းမိတ်ဆွေတို့ဒါလေးကိုတစ်ချက်မှတ်ထားလိုက်ပါနော်ဒီဘက်ကပြန်ကောက်မယ်2ခွန်3ခွန်ရဲ့ဒီနေရာစာထောက်မယ်အောက်1 2 3 4ဟောဒီ4ခွက်မြောက်မှာရှိတဲ့4ခွန်3ဆိုတဲ့ကဏ္ဍဟာရှေ့ကိုတစ်နှစ်ကျော်နော်တစ်နှစ်ကျော်မှာသူအောက်ကနှစ်ကုံကဏ္ဍနှစ်ပိတ်ကဏ္ဍမှာခွန်3ဆိုပြီးပေးခဲ့တယ်ဗျအဲ့ဒီခွန်3ဟာနောက်နှစ်ကိုလည်းပြန်ထွက်ခဲ့တယ်ကဲ့ရဲ့နှစ်ကိုလည်းပြန်ထွက်ခဲ့တယ်နော်ခွန်3ဆိုပြီးတော့ထွက်ခဲ့တယ်ဟုတ်ပြီနော်မေဆိုဒါလေးကိုသိချာဒီဖြစ်စဉ်လေးကိုသိချာလေးကြည့်လိုက်ပါနော်အဲ့တော့ဖြစ်ခဲ့တယ်ဒီကဏ္ဍနော်ကျွန်တော်တို့ဒီအတွဲကနေပြီးဆိုရင်ဒီနေရာမှာရှိတဲ့ကဏ္ဍ4ခွန်3တစ်နှစ်ကျော်မှာမထွက်တဲ့ခွန်3အဲ့ဒီခွန်3ရဲ့ရှေ့မှာကတ်နေတဲ့ကဏ္ဍ3ခွန်2ဆိုတဲ့ကဏ္ဍဟာကျွန်တော်တို့ဟောဒီမှာလာထွက်တာဗျကျွန်တော်တို့ဒီနှစ်ကျော်မှာတော့ဒီမှာလာထွက်တာသူကဘယ်နေရာလဲဆိုရင်ခုနကကျွန်တော်တို့ထောက်ခဲ့တာဒီအတွဲလေးကနေ1 2 3 4 5ခွက်မြောက်ရဲ့အောက်တပင်းကျော်မှာလာထွက်တာဗျဟုတ်ပြီနော်မေဆွေတို့ကဲဒီဘက်ကိုလည်းကြည့်လိုက်မယ်ဒီမှာဒီအတွဲလေးနော်ဒီအတွဲလေးရဲ့1 2 3 4ခွက်မြောက်မှာရှိတယ်ဟောဒီ8 6ခွန်ဆိုတဲ့ကဏ္ဍဟာရှစ်တစ်နှစ်ကျော်မှာထွက်ပါတယ်ဒီမှာ8 6ခွန်ဆိုပြီးတော့ပဲတွတ်ထွက်တယ်နော်အဲ့ဒီ8 6ခွန်ဟာဟောဒီကဲ့ရဲ့နှစ်ကိုလည်းတွတ်ထွက်တယ်ဗျဒီမှာကျွန်တော်တို့မိနစ်တုန်းကထွက်ခဲ့တယ်6 8ခွန်ဒီကဏ္ဍရဲ့ဖြစ်စဉ်ရတော့မှန်သွားပြီကျွန်တော်တို့ကဒီအတွဲလေးရဲ့1 2 3 4 5ခွက်မြောက်ရဲ့အောက်တပင်းကျော်မှာလာမယ်ကဏ္ဍဟာဟောဒီ6 8ခွန်လာခဲ့တဲ့ဒီမှာ8 6ခွန်အဲ့ဒီ8 6ခွန်ရဲ့ရှေ့ကကတ်နေတဲ့ကဏ္ဍခွန်8နှစ်ဆိုတဲ့ကဏ္ဍတက်ရရမှာဗျခွန်8နှစ်ကဟုတ်ပြီနော်မေဆိုလို့ဒီကဏ္ဍရဲ့ရှေ့မှာကတ်နေတဲ့ကဏ္ဍဟိုဘက်နဲ့အတူတူပဲနော်ဒီကဏ္ဍဟာကျွန်တော်တို့ဒီနေရာမှာတက်ရိုက်ပေးရမယ်နော်မေဆိုလို့ကလင်နာလေးတရွက်နဲ့ဒီချက်ပြန်ပြီးထောက်မယ်ဆိုရင်ရှင်းသွားမှာပါနော်အဲ့တော့အဲ့ဒီကဏ္ဍဟာကျွန်တော်တို့ကတော့မိနစ်ကတော့မွေးခဲ့တဲ့ကဏ္ဍပေါ့ဗျာနော်အဲ့တော့8ခွန်နှစ်ကဒီနှစ်မှာလာနိုင်ပါတယ်ဒီအချိန်မှာလာနိုင်ပါတယ်အဲ့တော့ကျွန်တော်ကတော့8ခွန်နှစ်အားလို့ပဲဖန်ပေးလိုက်ပါပြီနော်မိတ်ဆွေများအထိုင်ရရင်တော့နှစ်သက်တယ်လို့ကစားလို့ရပါတယ်ဒါလေးကလည်းတိုက်ဆိုင်မှုတော်တော်များများရှိတဲ့ကဏ္ဍလေးဖြစ်ပါတယ်မိနစ်ကမွေးခဲ့တဲ့ကဏ္ဍအခု4ချိန်မြောက်ကြမှာပဲလာတော့မှလည်းတူပါတယ်ဗျာနော်ကဲမိတ်ဆွေများနှစ်သက်တယ်လို့ကစားပါဒီကဏ္ဍပေါ်မှာထင်မြင်စကြက်ကလေးတွေလည်းကျွန်တော်ရဲ့ comment မှာရေးပေးသွားပါနော်ကျွန်တော်ကဏ္ဍအချုပ်ကိုလည်းဒီနေ့တင်ပြမလားမနေ့ပြင်တင်ပြမလားတော့ဒီကဏ္ဍလေးတွေချုပ်ပြီးတော့လည်းပြန်တင်ပေးပါအောင်ဗျာနော်ဟိုဘက် channel မှာတော့ဒီကဏ္ဍကိုကျွန်တော်တင်ထားပါပြီနော်ဒီဘာကြီးဆိုရဲ့မိတ်ဆွေတွေကိုတော့မတင်ရသေးတဲ့အတွက်ကျွန်တော်အခုတင်ပေးခြင်းဖြစ်ပါတယ်ကဲအားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ဗျာနော်မိတ်ဆွေများ